မြန်မာပြည်သက်တွေစိတ်ဝင်တစားစောင့်မျှော်နေတဲ့မြန်မာဖိုက်တာ3ဦးအထိပွဲထွက်လာမဲ့ One Friday Fight 112ပြိုင်ပွဲကြီးကိုဒီကနေ့6လပိုင်း23ရက်တောက်ကြနေ့မြန်မာအချိန်ည9နာရီကစတင်လို့ကျင်းပသွားတော့မှာပါOne Championship အနေနဲ့မြန်မာပြည်သက်တွေရဲ့အားပေးချက်မှုကိုအတိမတ်ပြုပြီးမြန်မာဖိုက်တာ3ဦးအထိပွဲထုတ်ခဲ့ကမြန်မာပြည်သက်တွေအကြိုက်တွေအောင်ဆွဲဆောင်လာခဲ့တာပါဆိုပါပြိုင်ပွဲကြီးကိုတွဲဆိုင်မောင်း12ဆိုင်နဲ့ကျင်းပပြုလုပ်သွားမှာဖြစ်ပြီးမြန်မာဖိုက်တာသွေးလင်းထက်နဲ့ Thai Fighter Cricket တို့ရဲ့ပွဲစဉ်ကကိုမိန် event ပွဲစဉ်ဖြစ်ကြည့်ရမှာဖြစ်ပြီးမိုးထက်အောင်နဲ့ဆက်ဆံရဲ့ညီခွန်ပွန်နိုင်တို့ရဲ့ပွဲစဉ်က International Main Event ပွဲစဉ်မျိုးဖြစ်က One Championship ကိုတကြော့ပြန်ကလကဖွင့်မဲ့စောမင်းမင်းကတော့Australia Fighter နဲ့ထိုးသက်သွားရတော့မှာပါဒီကနေ့ည One Friday Fight 112မှာပထမဆုံးပွဲထွက်လာမဲ့မြန်မာဖိုက်တာကစောမင်းမင်းဖြစ်ပြီးစောမင်းမင်းနဲ့ George Dobry တို့ရဲ့ပွဲစဉ်ကဘန်နန်ဝိတ်မွေးထိုင်းပွဲဖြစ်3တော်ခန့်ထိုးသက်သွားမှာပါမြန်မာဖိုက်တာစောမင်းမင်းကအသက်25နှစ်အရွယ်ရှိပြီးအရက်က9ပေ6လက်မရှိကသတ်မှတ်ဝိတ်ကို144.8ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့တာပါပြိုင်ဘက် Australia Fighter George Dobry ကအသက်22နှစ်အရွယ်ရှိပြီးအရက်က9ပေ9လက်မရှိကသတ်မှတ်ဝိတ်ကို145ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့တာပါသူတို့နူးရဲ့ပွဲစဉ်ကမြန်မာချိန်ည9:45မိနစ်ဝန်းကျင်မှာကြေးရဖို့များပါတယ်အိမ်နောက် Flyweight မွေးထိုင်းပွဲဖြစ်ထိုးသက်မဲ့မိုးထက်အောင်နဲ့ခွန်ပွန်နိုင်တို့ရဲ့ပွဲစဉ်ကိုကြည့်ကြရမှာပါThai Fighter ခွန်ပွန်နိုင်ကဆက်ဆံရဲ့ညီဖြစ်ပြီး One Championship မှာ9ပွဲကစားထားက9ပွဲနိုင်2ပွဲရှုံးရလက်ကိုပိုင်ဆိုင်ထားတဲ့ Fighter တယောက်ဖြစ်ပါတယ်အရက်က9ပေ6လက်မရှိပြီးအသက်က32နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ Fighter တယောက်ဖြစ်ပါတယ်သူနောက်ဆုံးထိုးသက်ထားတဲ့3ပွဲစလုံးကိုအနိုင်ယူထားပြီးမိုးထက်အောင်နဲ့ထိုးသက်မဲ့ဒီနေ့ညပွဲမှာလည်းအကောင်းဆုံးလုပ်ပြနိုင်မှုစ조사လာမှာတော့သိကြပါတယ်တမဝိတ်ကိုတော့134.6ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့တာပါမြန်မာဖိုက်တာမိုးထက်အောင်ကအသက်26နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ဖိုက်တာဖြစ်ပြီးအရက်က9ပေ6လက်မရှိက One Championship မှာ3ပွဲကစား2ပွဲနိုင်1ပွဲရှုံးထားပါတယ်သူနောက်ဆုံးထိုးသက်ထားတဲ့ပွဲကရှုံးနေထားတာဖြစ်လို့အကောင်းဆုံးပြန်လာနိုင်မှုလိုအပ်နေတာလည်းဖြစ်ပါတယ်တမဝိတ်ကိုတော့134ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့တာပါFlyweight မွေးထိုင်းပွဲစဉ်မျိုးဖြစ်ထိုးသက်မဲ့သူတို့နှူးရဲ့ပွဲစဉ်က International Main Event ပွဲစဉ်မျိုးဖြစ်ကြီးကြရမှာပါမိုးထက်အောင်နဲ့ခွန်ပွန်နိုင်တို့ပွဲကည8နာရီခွဲဝန်းကျင်လောက်မှာကြီးကြရမှာပါOne Friday Fight 112ရဲ့ဒုတိယခေါင်းပွဲနေရာမှာထိုးသက်မဲ့မြန်မာဖိုက်တာသွေးလင်းထက်နဲ့ Thai Fighter Cricket တို့ရဲ့ပွဲစဉ်ကည10နာရီဝန်းကျင်မှာကြီးကြရမှာပါStrawweight မွေးထိုင်းပွဲစဉ်ဖြစ်3တော်ခန့်ကြမဲ့သူတို့နှူးရဲ့ပွဲစဉ်ကတကယ့်ကိုကြည့်လို့ကောင်းတဲ့ပွဲစဉ်မျိုးဖြစ်လာမှာတော့သိကြပါတယ်Thai Fighter Cricket ကအသက်23နှစ်အရွယ်ရှိပြီးအရက်က9ပေ9လက်မရှိက One Championship မှာ9ပွဲစကား2ပွဲနိုင်3ပွဲရှုံးနေထားပါတယ်တမတ်ဝိတ်ကိုတော့124.6ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့တာပါသွေးလင်းထက်ကတော့အသက်22နှစ်အရွယ်ရှိပြီးဖြစ်ပြီးအရက်က9ပေ6လက်မရှိပါတယ် One Championship မှာ4ပွဲကစားထားပြီး3ပွဲနိုင်1ပွဲရှုံးထားပါတယ်တမတ်ဝိတ်ကိုတော့124.4ပေါင်နဲ့ဝင်ရောက်နိုင်ခဲ့တာဖြစ်ပါတယ် One Friday Fight 112ရဲ့ဒုတိယခေါင်းပွဲစဉ်ဖြစ်ထိုးသက်မဲ့သူတို့နှူးရဲ့ပွဲစဉ်ကစိုင်းထိုးပြိုင်ထိုးပွဲစဉ်မျိုးဖြစ်ကြီးကြရမှာလည်းဖြစ်ပါတယ်ဖြိုးဝေဂရုကဖိုက်တာတွေပဲပွဲထွက်လာမဲ့ One Friday Fight 112ကတကယ့်ကိုစိတ်လို့ရှားဖို့ကောင်းနေပြီးဘယ်ဖိုက်တာတွေပိုစုကြီးသိမ့်ပိုက်ပြသွားမလဲဆိုတာကျွန်တော်တို့ဒူစောင့်မျှော်အားပေးလိုက်ကြရအောင်ဗျာဒီနေ့ညကျင်းပသွားမဲ့ One Friday Fight 112ကိုတော့ One Championship ရဲ့ Facebook Page နဲ့ YouTube Channel တွေကနေဓာတ်ရိုက်လိုက်ပြသသွားမှာဖြစ်ပါကြောင်းပြောကြရင်ကျွန်တော်တို့ရဲ့စီစဉ်လေးကိုဒီနေရာမှာပဲရန်နာလိုက်ပါသေးဗျာကြည့်ရှုနားဆင်ကြတဲ့အတွက်အားလုံးပဲကျမ်းမာချမ်းသာကြပါစေခင်ဗျာ